ဒါကတော့ကိုရီးယားခံစားချက်ရှိလို့လားမသိဒါကတော့အဆုံးထိကိုကတော့အဆုံးထိကတော့မျက်ရည်ရွှဲသားပဲခုနထွက်လာတဲ့အချိန်မှာကင်မရာရေမရှိသေးဘူးတယ်လို့အမြန်ပြေးထွက်ပါတယ်ဆိုကင်မရာရဲ့ချိန်တာမျက်ရည်ရွှဲသားတယ်ဒီလိုအုပ်ပြီးထွက်တယ်မိုင်းကတော့အရင်တည်းကဟိုပါပေါ့အမေမရှိတော့တဲ့ခါမှာကိုအတွက်တကားတော့အမေတယောက်လိုဖြစ်သွားတာပေါ့အမကြီးအမိရဆိုတဲ့အတိုင်းအမေတယောက်လိုပဲဖြစ်သွားတယ်ဟိုညီမအပေါ်မှာဆိုလို့ရှိရင်လည်းမိခင်တယောက်လိုမျိုးဖြစ်သွားတာပေါ့တားမိလိုပြန်ဖြစ်သွားတာပေါ့သူကတော့လုံးဝတွေးပြီးစိတ်ပူကိုအတွက်အလုံးနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဘာပဲဖြစ်ဖြစ်တွေးပြီးတော့အမြဲတမ်းစိတ်ပူပြီးအမြဲတမ်းကြည့်ပေးရအမတယောက်ဟိုဒီလိုအမရတာခါကျတော့ကိုအတွက်တော့ဟိုဖះပေးရဲ့ဟိုလက်ဆောင်ပဲပေါ့အခုထိလည်းဟိုလူရင်တောင်းလို့ရတယ်ပူစားစရာရှိရပူစားလို့ရသေးရဲ့အခုဆိုလို့ရှိရင်အစားအသောက်ဆိုလို့ရှိရင်လည်းစိတ်ပူစရာမချက်တတ်ပြီအမဟိုအားအချိန်မှလည်းချက်ပေးတယ်အစိုးရကမိုင်းကလေးကိုချီပြီးတော့ဟိုငိုလာပေါ့နော်အဲ့ရနေစပြီးတော့မျက်ရည်ကျမယ်တကားလုံးပဲဒီကားတော့ပို့ပြီးတော့လဲဟိုမိဘမြစ်တာပို့ပြီးတော့ခန်းစားချက်ကတော့ပို့ပြင်းထန်တာပေါ့နော်ပို့ပြီးတော့ခန်းစားချက်ပို့ပြီးတော့ရောက်တာပေါ့နော်အမေတယောက်ရဲ့ခန်းစားချက်ပို့ပြီးပေါ်လင်းတယ်လို့ထင်တယ်ဟုတ်ဒီကားကဟိုတကယ်တမ်းဆိုလို့ရှိရင်ပညာပေးလေးလည်းပါတယ်ဒရာမာလေးလည်းပါတဲ့ခါကျခန်းစားချက်တွေကတော့အများကြီးပဲဒီလို special need ကလေးတွေအတွက်ဟိုပတ်ဝန်းကျင်ကလည်းပို့ပြီးတော့တည်သွားတယ်ဘယ်လိုမျိုးဒီလို audition ဆိုတာဟိုယူတာလည်းမဟုတ်ဘူးချန်ပီယံလည်းမဟုတ်ဘူးအဲ့လိုမျိုးပေါ့နော် IQ ပို့ပြီးတော့လေကိုရီထက်တောင်ပိုမြင့်သေးတယ်အဲ့ဒါကိုလည်းပြသွားတယ်ပြီးတော့ဘေးပတ်ဝန်းကျင်ကလည်းလက်မခံတဲ့သူတွေရဲ့ပတ်ဝန်းကျင်မှာကိုယ့်ရဲ့မိသားစုကတော့လက်မခံတဲ့ပတ်ဝန်းကျင်မှာမိဘတယောက်အနေနဲ့အဆုံးထိရအောင်လုပ်ပြမယ်ဆိုတဲ့ဟာလေးလည်းပြသွားတဲ့ဒီကားကတော့လုံးဝဟိုပညာပေးကားလေးလည်းပါတယ်လို့ထင်တယ်ဟုတ်မာရီကလည်းရိုက်ချင်တာဒီလိုမျိုး character ပေါ့နော်ရိုက်ချင်တာသူကလည်းကြာပြီဒီမှာလည်းဒီဝူရောင်းဝူကားလေးကိုရီးယားကားလေးစကြည့်ရတဲ့အချိန်မှာမာရီကိုစပြီး Telegram မှာပို့လိုက်တဲ့ကမာရီကကြည့်ပြီးဒါဒီလိုမျိုး character ကိုဒီလိုမျိုးဒီမှာဆိုလို့ရှိရင်လည်းဘယ်သူမှလည်းမရိုက်သေးဘူးပေါ့နော်ဘယ်သူမှလည်းဒီလိုမျိုးပညာပေးကားလေးလည်းမရှိဘူးဆိုတော့ရိုက်ချင်တယ်ဆိုရင်သူဒီလိုမျိုးရအောင်လို့ဖန်တီးလိုက်တဲ့အတွက်လည်းဂုဏ်ယူတယ်ဒီလိုမျိုးကားလေးဆိုတာလဲ audition ဆိုတာလဲတချို့ကြောင့်မသိရတဲ့သူတွေလည်းရှိသေးတယ် audition ကလေးဆိုတာဘာလဲဆိုပြီးတော့သိသွားအောင်ပေါ့နော်ဒီကားလေးကလည်းချပြထားတဲ့အတွက်အဲကြောင့်ဟိုဒီကားလေးကိုလည်းလာကြည့်ပါလို့ပြောချင်ပါတယ်ဟုတ်ဒါကတော့ကိုရီးယားခံစားချက်ရှိလို့လားမသိဒါကတော့အဆုံးထိကိုကတော့အဆုံးထိကတော့မျက်ရည်ရွှဲသားပဲခုနထွက်လာတဲ့အချိန်မှာကင်မရာရေမရှိသေးဘူးတယ်လို့အမြန်ပြေးထွက်ပါတယ်ဆိုကင်မရာရဲ့ချိန်တာမျက်ရည်ရွှဲသားတယ်ဒီလိုအုပ်ပြီးထွက်တယ်မိုင်းကတော့အရင်တည်းကဟိုပါပေါ့အမေမရှိတော့တဲ့ခါမှာကိုအတွက်တကားတော့အမေတယောက်လိုဖြစ်သွားတာပေါ့အမကြီးအမိရဆိုတဲ့အတိုင်းအမေတယောက်လိုပဲဖြစ်သွားတယ်ဟိုညီမအပေါ်မှာဆိုလို့ရှိရင်လည်းမိခင်တယောက်လိုမျိုးဖြစ်သွားတာပေါ့တားမိလိုပြန်ဖြစ်သွားတာပေါ့သူကတော့လုံးဝတွေးပြီးစိတ်ပူကိုအတွက်အလုံးနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဘာပဲဖြစ်ဖြစ်တွေးပြီးတော့အမြဲတမ်းစိတ်ပူပြီးအမြဲတမ်းကြည့်ပေးရအမတယောက်ခလေးအတွက်တစ်ခါလေးကြာရင်တော့ညီမအတွက်တော့တပင်းဟင်းချက်သေးတယ်အားရနေဆိုရင်မာရီကအဲ့လိုတပင်းဟင်းချက်ပြီးတော့လိုပို့ပြီးကိုကအမြဲတမ်းသွေးရနေပြီးတော့မူးလက်တတ်တော့ခါကျဆယ်မွန်တို့တစ်ခါလေးကြာရင်အဲ့လိုအားရှိအောင်လို့အတီးရွက်တွေစိတ်မစားတော့အတီးရွက်တွေအဲ့လိုမျိုးချက်ပြီးတော့ပို့ပြီးရသူရဲ့သားသမီးမမဟုတ်သူရဲ့ညီမဟောပါအဲ့လိုသားသမီးတယောက်လို့အဲ့လိုမျိုးညီမတိတ်မချက်တော့ဘူးမချက်တော့မာရီကလို့ပို့ပြီးအိမ်မော်တချို့ဆိုလို့ရှိရင်ကိုယ့်အိမ်အောင်နဲ့ကိုဆိုလို့ရှိရင်လည်းတချို့ဟိုမောင်နှမတွေမှာရှိရလေဟိုကိုယ့်နဲ့ကိုဒါသူ့တောင်းကိုတောင်းဖြစ်သွားပြီ။ဒါကြောင့်ဟိုဒီလိုအမရတာခါကျတော့ကိုအတွက်တော့ဟိုဖះပေးရဲ့ဟိုလက်ဆောင်ပဲပေါ့။အခုထိလည်းဟိုလူရင်တောင်းလို့ရတယ်။ပူစားစရာရှိရပူစားလို့ရသေးရဲ့။အခုဆိုလို့ရှိရင်အစားအသောက်ဆိုလို့ရှိရင်လည်းစိတ်ပူစရာမချက်တတ်ပြီအမဟိုအားအချိန်မှလည်းချက်ပေးတယ်။မီချယ်ကားလေးကဟိုဒီ audition special need ကလေးအတွက်လည်းဟိုရိုက်ထားတဲ့ကားလေးဖြစ်ပါတယ်တော်တော်များများလည်းကြိုက်ကြမယ်လို့ထင်ပါတယ်ဒရာမာကားကောင်းလေးပါလို့ဟိုဒီကားလေးတင်လို့ရှင်လာအားပေးပါလို့ပြောချင်ပါတယ်